Hajj Umrah အချိန်၌ကျမ်းမာရေးနှင့်ဆေးဝါး Saudi Arabia တွင်တွေ့ရှိရသောအခင်းများသည့်ယောဂများနှင့်ကျမ်းမာရေးအန္တရာယ်များအပူဒဏ်ကြောင့်အားရင်ကုန်ခန်းခြင်း Saudi Arabia သည်နွေရာသီတွင်ပြင်းပြအပူချိန်45 degree Celsius ခန့်ရှိပြီး50 degree Celsius ကျော်သည့်အထိပူပြင်းသောကန်တာရအရာသည့်ဥတုရှိသည်ထို့ကြောင့်အထူးသဖြင့်အေးသောရာသီဥတုရှိသည့်နိုင်ငံများမှာ Hajj သို့မဟုတ် Umrah ဖျားဖူးများအတွက်အပူဒဏ်ကြောင့်အားရင်ကုန်ခန်းခြင်းheat exhaustion သည်အဖြစ်များသောပြဿနာတစ်ရပ်ဖြစ်သည်အဓိကဖြစ်စီသောအကြောင်းရင်းများမှာအပူချိန်နှင့်လေထုဆိုထိုင်စားမင်မာခြင်းလူထူထပ်မှုကြောင့်လေဝင်လေထွက်မကောင်းခြင်းပူပြင်းသောရာသီဥတုကိုမကျင့်သားကြည့်ခြင်းပူပြင်းသည့်အချိန်တွင်ကိုယ်ခါရအားထုတ်ရသည့် Hajj ဝတ်ပြုမှုများဆောင်ရွက်ရခြင်းကားများနှင့်ဘတ်စကားများတွင်ရင်ပိတ်ဆို့မှုနှင့်အေးလေးပစ္စမရှိခြင်းစီးကြော်ယောဂနှလုံးယောဂစသည့်နာတာရှိယောဂအခန့်ရှိခြင်းအဝါလွန်ခြင်းအသက်အရွယ်ကြီးရင်ခြင်းအပူဒဏ်ကြောင့်အာရုံကုန်ခန်းခြင်း၏ယောဂလက္ခဏာများမှာခေါင်းမူ၍မူးဝေခြင်းစိတ်ရှုပ်ထွေးခြင်းမောကနွမ်းနယ်ခြင်းပျော့အံ့ခြင်းခေါင်းကိုကိုက်ခြင်းကြွယ်မဲမြတ်တတ်ခြင်းစိတ်လျှောက်ချဖြစ်ခြင်းသတိလေခြင်းခဏဘူရင်ရေဓာတ်ခံတော်ပါကဤအခြေအနေသို့ပိုမိုလွယ်ကူစွာရောက်ရှိနိုင်ပြီးအပူလိုင်းရိုက်ခြင်း heat stroke ဖြစ်စေနိုင်သည်အပူလိုင်းရိုက်ခြင်းသည်ခန္ဓာကိုယ်၏အပူချိန်အလွန်မှန်းမြင့်တတ်ကအန္တရာယ်ရှိသောအခြေအနေသို့ရောက်ရှိသွားသောအခြေအနေဖြစ်သည် Hajj Umrah အချိန်၌ကျမ်းမာရေးနှင့်ဆေးဝါးအပူဒဏ်ကြောင့်မောဟိုက်ခြင်း heat exhaustion ကိုကာကွယ်ရန်သို့မဟုတ်၎င်း၏ဆိုးကျိုးများကိုလျှော့ချရန်အောက်ပါအဆင့်များကိုလိုက်နာနိုင်ပါသည်ရေရဖြစ်ဝစေရန်အရေးများရေသတိဖြော်ရည်များတောက်ပါအပူနှင့်နေရောင်အောက်တွင်ကြာရှည်စွာမနေပါနဲ့တိုးတော့တစ်ခါတည်းရန်၎င်းမှာရှောင်လွဲ၍မရနိုင်ပါဒီသို့မဟုတ်ဥထုပ်ဆောင်မှာအကယ်၍သင်သည်ဣဟရံဝေယုံမဝတ်သေးပါကဖြစ်နိုင်သမျှအရေးသေးတွင်နေပါလူအထိသက်ပုံမအားဆိုင်ထုတ်ရသောအလွန်များကိုရှောင်ခြင်းမှာ Hajj နဲ့ Umrah ဆောင်ရွက်ပြီးနောက်လုံလောက်စွာအနားယူပါအကယ်၍တင်သွမွန်တင့်အနားရှိမြည်သူမှဆိုအပူဒဏ်ကြောင့်မောဟိုက်သည့်လက္ခဏာများပြသနေမှာကအောက်ဖာချုပ်ကိုဆောင်ရွက်တင်ပါသည်ရေခဲလေအေးပေးဆက်စသည်တို့ဖြင့်ခန္ဓာကိုယ်ကိုအေးမြအောင်ပြုလုပ်ပေးပါရေများတောက်ပါရေဓာတ်ကိုအမြန်ဆုံးဖြည့်ပါနင်းအောင်တွင်ရှိနေပါကအရိတ်ထဲတော့ရွှေ့ပါလုံလောက်စွာအနားယူပါပြင်းထန်သောအခြေအနေများတွင်ဆေးကုသမှုခံယူပါရေဓာတ်ဖြစ်တင်ခြင်းအပူဒဏ်ကြောင့်မောဟိုက်ခြင်းနှင့်အခြားသောကျန်းမာရေးအန္တရာယ်များကိုကာကွယ်ရန်အတွက်လုံလောက်သောရေဓာတ်ရရှိရန်အလွန်အရေးကြီးပါသည်တင်နေထိုင်စဉ်ကာလအတွင်းရေကိုများတောက်တင်ပါသည်ဆော်ဒီအာရေဗျနိုင်ငံတွင်ဘုံပိုင်ကြောင်းများရေကိုတောက်သုံးခြင်းသည်ဘေးကင်းစိတ်ချရသည်မဟုတ်ကြောင်းသတိပြုပါသို့သောဘလင်းတဲ့ထည့်ထားသောရေနှင့်ဇန်ဆန်ရေများကိုမူအလွယ်တကူရရှိနိုင်ပါသည်ပူပြင်းသောရာသီဥတုကြောင့်ခန္ဓာကိုယ်သည်စီးကိုပစ်ခဲစေ၍ရေဓာတ်ကိုတင်စေထားကာစီးသွားရန်လိုအပ်ချက်ကိုလျှော့ချသေးပါသည်စီးအယောင်သည်ကြည်လင်နေခြင်းဟာရေဓာတ်ပြည့်ဝနေကြောင်းဖြတ်တတ်သည့်အဖြစ်စီးကြည်လင်စေရန်ရေကိုလုံလောက်အောင်တောက်ရမည်ဖြစ်ပါသည်ရေဘူးရအားဖြင့်တငယ်လင်များစွာသောအရေများကိုတောက်သုံးရန်ရည်ရွယ်သင့်ပါသည်၎င်းတို့တွင်ရေကအဓိကချီ၍တတိဖြော်ရည်များနှင့်ဆွပြင်းများလည်းပါဝင်နိုင်ပါသည်လပရေနှင့်ကပိန်းတပါသောတောက်ကြခြင်းများသည်စီးရွှင်စေသောအာနိသင်ရှိနိုင်ကြောင်းရေရခန်းချောင်ခြင်းကိုထိစေနိုင်ပါသည်ထို့ကြောင့်၎င်းတို့ကိုရှောင်ခြင်းရန်သို့မဟုတ်အ ਨੇ ဆုံးပမာဏပါတောက်သုံးရန်အကြံပြုအပ်ပါသည် Hajj Umrah အချိန်၌ကျန်းမာရေးနှင့်ဆေးဝါး respiratory infections အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂပိုးကူးစက်မှုများလူပေါင်းသိန်းနှင့်ချီသောဖျားဖူးများသည်ကမ္ဘာအယံမှဆူယုံလာပြီးလူအုပ်ကြီးများအဖြစ်မလွဲမသွေနီးကပ်စွာရောနှောနေရသောကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂပိုးကူးစက်မှုများသည်အလွန်အဖြစ်များပါသည်ဤယောဂပိုးများသည်စကားပြောဆိုခြင်းချောင်းဆိုးခြင်းနှာချေခြင်းနှင့်နှာရည်တုပ်ခြင်းစသည့်ယောဂရှိသူများနှင့်နီးကပ်ထီးသွင်းမှုမှကစဉ်ကူးစက်ပြန့်ပွားပါသည်အဖြစ်အများဆုံးယောဂပိုးကူးစက်မှုပုံစံမှာတုံကွေးဗိုင်းရပ်စ်ဖြစ်ပြီးချောင်းဆိုးခြင်းနှာရည်ယိုခြင်းကိုယ်လက်ကိုက်ခဲခြင်းအဖျားတက်ခြင်းပျော်အံ့ခြင်းနှင့်ခေါင်းကိုက်ကိုက်ခြင်းစသည့်ယောဂလက္ခဏာများပါဝင်ပါတယ်ဤယောဂပိုးများကူးစက်ခံရခြင်းသို့မဟုတ်ပြန့်ပွားခြင်းမှကာကွယ်နိုင်ခြင်းအတွက်အောက်ပါကာကွယ်ရေးနည်းလမ်းများကိုဆောင်ရွက်နိုင်ပါတယ်လက်များကိုမကြာခဏဆေးကြောပါအထူးသဖြင့်ချောင်းဆိုးနှာအခြေပြီးခြင်းတွင်သို့မဟုတ်တစ်ရှူးသုံးပြီးခြင်းတွင်ဆေးကြောပါ
နေမကောင်းထင်နေသူများညနီးကပ်စွာထိတွေ့ခြင်းမှရှောင်ခြင်းပါတခါသုံးတစ်ရှူးများကိုအသုံးပြုပါချောင်းဆိုးခြင်းသို့မဟုတ်နှာချေခြင်းကိုလက်မှန်ဟုတ်ပဲလက်မောင်းတဲ့သို့စိုးပါချေပါနှင့်စိုးသည့်အခါတခြားဘက်သို့မျက်နှာလွှဲပါမျက်နှာသို့ဘွားများခွက်များပကံပြားများနှင့်အခြားသောသမင်းစားကိရိယာများကိုမျှဝေသုံးစွဲခြင်းမပြုပါနဲ့